အားလုံးပဲမင်္ဂလာပါအခု project ကအရှိတကုံနှစ်ထပ်ခွဲလုံးချင်းတိုက်ကြွေပြားခင်းကက်လုပ်ငန်းပဲဖြစ်ပါတယ်။ပါဝင်တဲ့လုပ်ငန်းတွေကတော့တပေပတ်လေကြမ်းကင်းကြွေပြားခင်းခြင်းနှစ်ပေတစ်ပေနေရန်ကက်ကြွေပြားကတ်ချင်းတို့ပဲဖြစ်ပါတယ်။အခု project မှာကတော့အင်ရှင်ကားကြွေပြားကိုကိုယ်တိုင်ဝယ်ယူပေးထားတာဖြစ်ပါတယ်။လူကြီးမင်းတို့စိတ်ကြိုက်ကြွေပြားတခြားလို့အရာကိုယ်တိုင်သွားရောက်ဝယ်ယူပေးလို့ရပါတယ်။ project ရဲ့ကုန်ကျစရိတ်ကကြွေပြားမပါလက်ခဘီလက်မြေကော်သဲခါလာစီမံအပြီးအစီကိုမှ25သိန်းဝန်းကျင်သားရရှိသွားမှာဖြစ်ပါတယ်။ project ရဲ့ကြာချိန်ကတော့2ပတ်ဝန်းကျင်သားဖြစ်ပါတယ်။အခုလိုလူချင်းမတို့နေထိုင်ရာလို့ရအဆောက်အဦအကျန်းတဲ့အချောတဲ့ဆောက်လုပ်ချင်တာပဲဖြစ်ဖြစ် decoration and renovation တည်တံ့အပ်ချင်တာပဲဖြစ်ဖြစ်လျှက်စစ်သွယ်တန်းတက်ဆင်ခြင်းလုပ်ငန်းရေပိုက်သွယ်တန်းတက်ဆင်ခြင်းလုပ်ငန်းမျက်နှာကျက်တက်ဆင်ခြင်းလုပ်ငန်းစေတုပ်လုပ်ငန်းတမန်လုပ်ငန်းတွေအတွက်ဆက်သွယ်စုံစမ်းမေးမြန်းလိုချင်တဲ့ဆိုရင်Genius Empire Engineering and Construction ရဲ့ဖုန်းနံပါတ်099693132199ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။အခုလိုယုံကြည်စိတ်ချစွာအနံ့ပေးတဲ့ customer အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။